ရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Ghost Story YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမောင်စနေရေးသားထားတဲ့ဇနေနှင့်ပေါ်ရီတာရာဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်အသေးသေးတင်နိုင်သိရှိဖို့အတွက်ကတော့ဘေးနာ notification လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်ကျုပ်တို့တွေကိုဝင်းထူးတို့ရွာကိုနောက်တစ်ခေါက်ပြန်ရောက်လာပြန်ပြီပြိုဒီတစ်ခါတော့မင်းအင်းဖုန်ကြီးလည်းပါလာတယ်လေကိုဝင်းထူးကကျုပ်တို့ကျောင်းထိုင်ဖုန်ကြီးကိုပါပြင်တာဒါပေမဲ့ကျုပ်တို့ကျောင်းကတရားစခန်းဖွင့်ရက်နဲ့တိုက်နေလို့ဖုန်ကြီးကမကြွနိုင်ဘူးအဲ့လိုနဲ့အရင်တစ်ခေါက်ကလိုပြီးကိုဝင်းထူးရဲ့ဦးလေးဦးတော်ထူးကြီးရပဲလိုက်ဖို့တယ်ပေါ့ဗျာမင်းအင်းဖုန်ကြီးကလည်းလှဲမစည်းဘူးပြိုကျုပ်တို့ဖုန်ကြီးလိုပဲတရိษံဆွဲတဲ့ရင်တွေဆိုရင်မစည်းကြဘူးလမ်းမဲလျှောက်ကြတာကျုံလဲဖုန်ကြီးတစ်ပါးတည်းဖြစ်နေမှာဆိုလို့ကိုဝင်းထူးနဲ့ဘိုးကောက်ကိုလှဲနဲ့လိုက်သွားခိုင်းလိုက်ပြီးကျုပ်ကတော့မင်းအင်းဖုန်ကြီးနဲ့အတူလမ်းလျှောက်ဖြစ်တယ်ပေါ့ဗျာမင်းအင်းဖုန်ကြီးကကျုပ်ကိုအားနာနေပြီးလှဲနဲ့လိုက်သွားဖို့မိန်သေးတယ်ဗျစနေမင်းလှဲနဲ့လိုက်သွားလေတပည့်တော်မလိုက်တော့ပါဘူးဗျဖုန်ကြီးနဲ့ပဲလမ်းလျှောက်တော့မယ်အဲ့လိုဆိုပြန်တော့ဖုန်ကြီးလည်းစကားပြောဖို့ရတာပေါ့လေတင်မဗျာကျုံလဲဖုန်ကြီးနဲ့စကားပြောပြီးတော့ကိုဝင်းထူးတို့တောင်ဆန်းရွာကိုသွားတယ်ပေါ့ဗျာရွာနဲ့မလန်းမကန်းရောက်တော့လမ်းမှာခန္ဓာကိုယ်ကခတ်တောင့်တောင့်အသက်40ဝန်းကျင်အရွယ်လူကြီးတစ်ယောက်နဲ့တွေ့တော့တယ်ပြိုသူကကျုံနဲ့ဖုန်ကြီးကိုပြုံးပြနေလို့ကျုပ်တို့ကပြန်ပြီးတော့ပြုံးပြလိုက်ရသေးရဲ့သူ့ကိုကြည့်ရတာလေစိတ်နှံ့တဲ့ပုံမပေါ်ဘူးဗျာလေဘင်းမှာလေပတိတွေဆွဲထားတာနည်းနည်းတော့မဟုတ်ဘူးအင်ကြီးကလည်းနွမ်းဆုပ်ပြီးတော်တော်ညစ်သေးနေတာဗျာဒါတွေကိုကြည်ချင်းအဖြစ်ဒီလူကပုံမှန်လူကောင်းတစ်ယောက်မဟုတ်နိုင်ဘူးလို့ကျုပ်ကတွေးလိုက်တာပေါ့သူအရှိကနေအဖြတ်မှာသူကဖုန်ကြီးရှိမှရုတ်တရက်ကြီးဒူးထောက်ထိုင်ချလိုက်ပါရောလမ်းလျှောက်နေရင်ကပြုံးစားကြီးဒူးထောက်ထိုင်ချလိုက်တာဆိုတော့ကျုပ်ရောဖုန်ကြီးမှာအံ့အားသင်းနေရပေါ့လမ်းမှာလေဖုံမုံတွေကြီးပဲဆိုတော့မင်းအင်းဖုန်ကြီးကအဲ့ဒီစိတ်မနှဲတဲ့သူကိုပြန်ထခိုင်းရတော့တာပေါ့ဗျာတကားကြီးမတ်တန်းရလိုက်ပါလမ်းကလည်းဖုံနေကြီးပဲဥတော်တကားထဥတော်ဖုန်ကြီးကမတ်တက်ရက်ခိုင်းပေမဲ့လေအဲ့ဒီလူကမရက်ဘူးဗျာဖုန်ကြီးနဲ့ကျုပ်နဲ့ဘာဆက်လုံးရမှန်းမသိဘူးဖြစ်နေတာပေါ့လမ်းပေါ်မှာဒူးထောက်ပြီးရှစ်ခိုးနေတဲ့သူကိုကျုပ်တို့ကဘလို့လို့ဥပြစ်ခပြုတ်ခဲ့နိုင်မှာတော့ကျုပ်တော့မရဘူးဆိုရင်မင်းအင်းဖုန်ကြီးအနေနဲ့ဆိုရင်စိုးပွဲရမရှိပေါ့ဗျာအဲ့ဒါနဲ့ဖုန်ကြီးကကျုပ်ကိုကြည့်ပြီးအတန်ခတ်တိုးတိုးနဲ့မိန်လာတယ်ဗျစနေတို့တော့ဘလို့ဆက်လို့ရပါဒီတကောင်ဦးချနေတာအကျိ20လောက်ရှိတော့မယ်ဟုတ်ပါတယ်ဗျအဲ့ဒီအချိန်တောင်ဆန်းရွာဘက်ကနေလူ2ယောက်အချိန်ကိုက်ရောက်လာတယ်ပြိုသူတို့2ယောက်ကကျုပ်တို့ကိုမြင်တာနဲ့အဖြစ်အပျက်ကိုသဘောပေါက်သွားတယ်ထင်ပါရဲ့ဖုန်ကြီးရှိမှထိုင်နေတဲ့လူကိုစကားဆိုတယ်ဘိုးလာကြီးမင်းဘာလုပ်နေရတော့ဖုန်ကြီးကိုကတော့နေရလေမင်းကတော့နေတာကြားနေပြီဖုန်ကြီးကခေါင်းပြောင်ပြောင်နဲ့နေပူထဲမှာရက်နေရတာငါအဝေးကနေလှမ်းကြည့်လိုက်တာခေါင်းပေါ်မှန်ထောင်ထားသလားမှတ်ရတယ်တစ်ဖက်လူရဲ့ဒဲတိုးစကားကြောင့်မင်းအင်းဖုန်ကြီးသူကောင်းကိုသူပြန်ကန်ကြည့်နေလေရဲ့အဲ့ဒီလူပြောမှပဲကျုပ်လဲဖုန်ကြီးကောင်းကိုအသေးချာပြန်ကြည့်မိတယ်သူပြောတာလဲဟုတ်ပါရဲ့ခေါင်းကပြောင်းချွေးကထွက်ဆိုတော့ဖုန်ကြီးခမမှာတကယ်မသက်တာဘူးဘိုးလာဆိုတဲ့စိတ်မနှမ်းတဲ့သူကသူ့ကိုပြောနေတဲ့လူ2ယောက်ကိုအသေးချာပြန်ကြည့်ပြီးတော့ပြောသေးတယ်ဗျမင်းတို့ကဘာဖြစ်နေရလဲငါဘာသာငါဖုန်ကြီးကိုဥချနေရအောင်နောက်မှဥချမြောက်ပြင်ရွာမှာအလှရှိရင်ခမည်းနောက်ကျသွားရင်အလှမမီတော့ပဲနေလိမ့်မယ်နော်အေးဟုတ်တာအဲ့ဒါဆိုရင်ငါသွားတော့မယ်သွားမြန်သွားဟိုလူ2ယောက်ပြောလိုက်တာနဲ့ဘိုးလာကြီးကချက်ချင်းကိုထားသွားတော့တာပြိုကျုပ်တို့ကိုတော့လှည့်မကြည့်ဘူးဖုန်ကြီးကလည်းကျုပ်တို့ကိုကြောခိုင်းထွက်သွားတဲ့ဘိုးလာကြီးကိုကြည့်ပြီးရှေးမှာရှိတဲ့လူ2ယောက်ကိုမိတ်လိုက်တယ်တကားတော့ရောက်လာလို့တာပဲနိုးမိုးဆိုရင်ဖုန်ကြီးတို့နေပူကြီးထဲမှာဘလောက်ကြာရက်နေရမှန်းမသိဘူးဘိုးလာကြီးကအဲ့ဒီလိုပါပဲဖေအရှင်ဖះကရက်ပြီးကတော့ခံနေလို့ဆက်ကြွသွားရင်လေလမ်းရှိပိတ်ရက်ပြီးကတော့တာသူကတမျိုးပါပဲလားဘလို့ဖြစ်ပြီးအခုလိုဖြစ်သွားရတာလေဘိုးလာကြီးကအရင်ကပတိသမားတယောက်ပါဖေပတိအတော်စိတ်တာအတိတ်ထန်တွေလဲဝင်ခဲ့တယ်ဆိုပဲတနေ့တော့ကျင့်စဉ်မအောင်လို့ဆိုပြီးပွဲပေးထားတဲ့အုံပွဲငပြောပွဲတွေကိုခြေနဲ့ကံပြစ်တယ်တဲ့ဖေအဲ့ဒီနောက်ပိုင်းအခုလိုယူသွားတော့တာပဲအော်အရှင်ဖះတို့လည်းကြောစရာရှိတာဆက်ကြွပါဗျာတော်ကြနေရပိုးပူလာတော့မှအခန့်မသိရင်အရှင်ဖះကောင်
မုံလေးပွေးလို့ကျုံရွသွားအောင်မဲဗျာကျုပ်တို့ရှိကလူနှစ်ယောက်ထဲကတယောက်ကအဲ့ဒီလိုပြောတော့ဖုံးကြီးလဲဘလို့ပြန်ပြီးတော့မရမမှန်မသိဘူးဖြစ်နေတဲ့ပုံမဲ့ဗျာတကယ်လူတွေလို့ပဲလို့မှတ်ချက်ပေးလိုက်တယ်သူတို့မျက်နှာကြည့်ရတာတော့ဖုံးကြီးကိုလှောင်ချင်းပြောင်းချင်းလို့ပြောနေတာမဟုတ်မှန်သိတာတယ်လေတကယ်ပဲစေတနာနဲ့ပြောနေပုံပါပဲစိတ်ထဲကရှိတဲ့အတိုင်းပြောတော့ကြားရတာအစင်မပြေဘူးပေါ့အဲ့ဒီလိုနဲ့ကျုံနဲ့ဖုံးကြီးလေတောင်ဆန်းရွာကိုဆက်သွားလိုက်ကြတာပေါ့ဗျာမင်းအေးဖုံးကြီးကိုတောင်ဆန်းရွာဦးကျောင်းကိုပို့ပေးပြီးရနဲ့ကျုပ်ကိုဝင်းထူးတို့အိမ်ကိုသွားလိုက်တယ်ကိုဝင်းထူးတို့အိမ်မှာဘိုးကနဲ့ကိုဝင်းထူးအပြင်ဦးသားထူးတို့တန်းလျားမှာထိုင်နေကြတယ်ဗျသူတို့ကရေနွေးချမ်းအမီးငချောက်ဖို့နှမ်းစီစမ်းနဲ့တဲစိမ့်ကြနေကြတာပေါ့ဗျာကျုပ်ကိုမြင်တော့ကိုဝင်းထူးကလှမ်းပြီးတော့စကားဆိုတယ်ဗျစနေတော်တော်မောသွားပြီထင်တယ်မောတာပေါ့ဗျာနီးနီးနားနားမှမဟုတ်တာနေရလေအစိုးကြီးကလေးကပြေးနေပြီကွနေပူပါတယ်ဆိုရင်အိုးဘိုးလာကြီးဆိုတဲ့လူနဲ့တွေ့နေလို့နေပူကြီးထဲမှာမတ်တက်ကရက်နေလိုက်ရသေးရဲ့ဗျကျုံလဲဘိုးကငှဲ့ပေးထားတဲ့ရေနွေးချမ်းလေးကိုတကြိုက်မောတောက်ပြီးအပန်းဖြေလိုက်တာပေါ့အဲ့ဒီအချိန်မှာခလေးတွေရောလူကြီးတွေစုယုံဖြစ်နေလို့ကျုပ်တို့ထိုင်နေရာကနေမတ်တက်ရက်ပြီးလမ်းကိုလှမ်းကြည့်လိုက်တယ်ဘာများဖြစ်တုံးမောကျုံနဲ့အတွေးတူနေတဲ့ကိုဝင်းထူးကလည်းသူ့ရွာသားတယောက်ကိုအတန်ခက်ကြဲကြဲနဲ့လှမ်းအော်မေးလိုက်တယ်ဗျဟေးထုံးသားဘာတွေဖြစ်နေတာတော့ကွာရွာတောင်ပိုင်းကဦးကျော်တွေတယောက်လေမော်တော်ဆိုင်ငယ်ကြီးဝဲလာလို့အဲ့ဒါသူ့ရဲ့အိမ်ဝိုင်းထဲမှာမော်တော်ဆိုင်ငယ်မောင်းတာကိုတွားကြည့်ကြမလို့ဗျထုံးသားဆိုတဲ့လူရဲ့ပြောစကားကြောင့်ကျုံလဲကိုနှစ်ဖူးကိုပြန်ရိုင်းလိုက်မိမတက်ပဲအော်မော်တော်ဆိုင်ငယ်စီးမကိုတွားကြည့်ကြမယ်ဆိုပဲတော်တော်လေးတိုးကြတဲ့ရွာပါဗျာကျုံလဲပြင်းပြင်းရှိရနဲ့ကိုဝင်းထူးအနာကိုကပ်ပြီးတော့ပြောလိုက်တယ်ကိုဝင်းထူးကျုပ်တို့လည်းမော်တော်ဆိုင်ငယ်စီးတာတွားကြည့်ရအောင်လားမင်းကလည်းမမြင်ဘူးတာကြားနေရပဲကွာခမည်းရွာသားတွေဘာပြောမလဲသိကျင်လို့ပါဗျအဲ့ဒါဆိုလေတွားကြတာပေါ့ဒိုးရွာမှာပထမဆုံးအနေနဲ့ဝယ်လာတဲ့ဆိုင်ကယ်ကိုတွားကြည့်ကြတာပေါ့ကွာဝင်းထူးမင်းတို့သွားမယ်ဆိုရင်ငါလည်းလိုက်ခဲ့မယ်ကွာဘိုးကအဲ့ဒီလိုပြောတော့ကျုံလဲဘိုးကကိုကြည့်ပြီးတော့နောက်လိုက်တယ်ဘိုးကဆိုင်ငယ်စီးမလို့လားဟိုတရေချောက်တဲ့ဆိုင်ငယ်ကြီးလို့လေဆိုင်ငယ်မှောက်ပြီးဆုံးသွားတဲ့သူကဘိုးကကိုဝင်ပိုးပြီးမော်တော်ဆိုင်ငယ်ကြီးပေါ်တက်ခွစီးခဲ့တာကိုအမှတ်ရသွားပြီးကျုပ်ကပြောလိုက်တာဗျအဲ့ဒီတော့ဘိုးကကျုပ်ကိုမကြေမနက်နဲ့ကြည့်ပြီးတော်စမ်းမှာစနေရအဲ့ဒီမော်တော်ဆိုင်ငယ်ကြီးစီးပြီးနောက်နေကိုရီလက်တွေကြိုက်ခဲပြီးတော့ဖျားတော့တာဟေးကိုဝင်းထူးကတော့ကျုပ်တို့နှစ်ယောက်စကားပြောနေတာကိုခက်ပြုံးပြုံးနဲ့ကြည့်နေတယ်ဗျအဲ့ပြီးတော့ကျုပ်တို့သုံးယောက်လုံးကိုဝင်းထူးရဲ့ဦးလေးဦးတာထူးကိုအိမ်မှာထားခဲ့ပြီးတော့မော်တော်ဆိုင်ငယ်ဝဲခဲတဲ့ဆိုတဲ့သူရဲ့အိမ်ကိုတွားလိုက်ကြတယ်ပေါ့ဗျာဟာမော်တော်ဆိုင်ငယ်ကြီးကလှလိုက်တာကွာအေးဆိုမော်တော်ဆိုင်ငယ်ကြီးကလှတယ်လို့ဦးကျော်လင်းရဲ့သမီးကလည်းလှတော့ကွာသူ့သမီးကိုငါရရင်တော့ဒီမော်တော်ဆိုင်ငယ်ကြီးကိုလည်းငါရမှာပေါ့မော်တော်ဆိုင်ငယ်ကြီးတင်ဘဲကမလဲကွာဒီအိမ်ကြီးကိုပါရမှာလေအေးစီးကောင်းမဲ့ပုံပဲကွာနော်ဟဲ့အောင်မင်းမရိုင်းလာကြည်လားသူများသမီးဖြူလေးကိုပါဇက်အရသာခံပြီးတော့ပြောနေတယ်ဟဲ့အောင်ငါမော်တော်ဆိုင်ငယ်ကိုပြောတာကွာအဲ့ဒါဆိုရင်မင်းကဦးကျော်နေသမီးမင်းမီကိုကျော်နေကိုဘာလို့ကြည့်နေရလဲဟဲ့အောင်ရငါမော်တော်ဆိုင်ငယ်ကိုပဲကြည့်ပြီးတော့ပြောတာပါမင်းမီကိုကျော်နေကဆိုင်ငယ်နဲ့တဒန်းနဲ့ရက်နေတာမဟုတ်ပါအဲ့လိုတွေပြောကြဆိုကြလုံနေတာကတောင်ဆန်းရွာကကာလာသားတွေပေါ့ဗျာမော်တော်ဆိုင်ငယ်ကိုပဲလာကြည့်တာလားသူတို့ပြောတဲ့မင်းမီကိုကျော်လင်းကိုလာကြည့်တာလားမသိကွယ်ဘူးအကျုံလဲသူတို့ပြောနေတဲ့မင်းမီကိုကျော်လင်းကိုကြည့်လိုက်တယ်နာမည်ကရှေ့တလောက်လူကလည်းရှေ့တယ်ဗျသူ့အရက်ကကျုပ်ထက်တောင်မှနည်းနည်းမြင်အောင်မယ်ကြွားထဲမှာတော့သူကအသားအဖြူဆုံးလို့ဆိုရမယ်ဝိတာစားတာကလည်းခင်မိရဲ့ကျုပ်ကသူ့ကိုငေးကြည့်နေတာသိတော့ကျုပ်ဘေးကကိုဝင်းထူးကလေတန်ခတ်တိုးနဲ့ပြောလာတယ်ဗျဟေ့အောင်ဗျားကြီးကိုကြည့်လာကြည်လားဖေးကဗျားကြီးလေဟောကောင်နေပြောတဲ့မင်းမီကိုကျော်လင်းလေကွာရှင်းလျားတဲ့နာမည်ကြီးကိုဘယ်သူမှမခေါ်ကြပါဘူးကွာသူ့ကိုရင်းနှီးတဲ့သူတွေခေါ်တာကဗျားကြီးပဲဟုတ်လားသူတို့ကမြို့ကိုတစ်နှစ်တစ်ခေါက်လောက်တော့ရောက်ဖူးတယ်လေကွာအဲ့တော့ခိဆန်နေတာခိဆန်နာဟုတ်ပါပြီဗျာမင်းမီကိုကျော်လင်းဆိုတဲ့နာမည်နဲ့ဗျားကြီးဆိုတာဘာမှလည်းမဆိုင်ဘူးအဲ့ဒါတော့ငါလည်းမသိဘူးကောင်းကြီးအဖေနာမည်ထဲမဲ့တာကိုခိဆန်နေဆိုပြီးတော့နာမည်နောက်မှာကျော်လွင်ထည့်ထားတာဆိုလားပဲကျုံလဲမော်တော်ဆိုင်ငယ်နားမှာဂုံယူစွာရက်နေတဲ့ဗျားကြီးခေါ်မင်းမီကိုကျော်လွင်ကိုတက်လှည့်အသစ်ဆက်ဆက်မော်တော်ဆိုင်ငယ်ကိုတက်လှည့်ကြည့်နေတာပေါ့ဗျာပြောလို့သာပြောတာမဟုတ်ဘူး
ရွာရှိလူကုန်လာကြည့်ကြသလားအောင်းမေးရတယ်ဗျ။ဦးကျော်လွင်အိမ်ဝိုင်းထဲမှာလူတွေအပြေပဲဗျာ။အိမ်ဝိုင်းကလည်းအတော်ကျဲလို့တော်သေးတယ်လို့ပြောရမယ်။ဆိုင်ငယ်စည်းပြမှာဘလောက်ကြာမလဲတော့မသိဘူး။မုံလက်ဆောင်တဲ့အကျော်သေးတွေကဦးကျော်လွင်အိမ်ဝိုင်းထဲမှာပါဈေးလာရောင်းနေကြတယ်။အော်မော်တော်ဆိုင်ကယ်ကိုပထမဆုံးအကြိမ်အနီးကပ်မြင်ရတော့မှဆိုတော့သူတို့တွေတိတ်ကိုကြည့်ကျင်နေပုံပဲပြောမေ့တာပြောတာပါဗျာဒီကျေးရွာတွေမပြောနဲ့မျိုးနေလူဒန်းစားတွေတော့အခုခေတ်မှာမော်တော်ဆိုင်ကယ်တစ်စီးပိုင်မိုးဆိုတာမလွယ်ဘူးလေဗျာနဲနဲနော်နော်ပေးရတာမှမဟုတ်တာ哦အဲ့ဒီလိုနဲ့အယူသီးပုံပေါ်တဲ့မော်တော်ဆိုင်ကယ်ကြီးပိုင်ရှင်ဦးကျော်လွင်ကတပြေခက်နဲ့မော်တော်ဆိုင်ကယ်ကိုခပ်ဖွားဖွားရိုက်တယ်ဗျပြီးတော့အဲ့ဒီတပြေခက်ကိုဆိုင်ကယ်ရင်ဖုံးမှာနီးနေတော့ပူးချီလိုက်သေးတယ်ပြီးတော့သူကဆိုင်ကယ်ကိုတက်ခွာတယ်အဲ့ဒီအချိန်မှာပဲတယောက်တစ်ပေါက်စကားပြောနေကြတဲ့ရွာသားတွေအတန်တိတ်သွားကြတယ်အပြောလို့ပြောတာမဟုတ်ပါဘူးဗျာခလေးပေါင်းစလေးတွေတောင်စကားမပြောတော့ဘူးသူတို့လည်းမော်တော်ဆိုင်ကယ်ကိုသဘောကျပြီးတော့ငေးကြည့်နေကြတာလေတိတ်မကြပါဘူးဗျာတိတ်ဆိတ်မှုကိုဦးကျော်လိုင်းရဲ့ဆိုင်ကယ်ဆက်တန်ကဖုံးလွှမ်းသွားပါရောပြီးတော့ဂီယာကိုထိုးလိုက်ပြီးဆိုင်ကယ်ကောင်းရှိုင်းတိုင်းတိုင်းနဲ့လူအုပ်ကြီးဝိုင်းထားတဲ့မြေကွက်ထဲမှာဆိုင်ကယ်ကိုလှည့်ပတ်စီးပြနေတယ်ပေါ့ဗျာကျုံလဲရွာသားတယောက်ပါဗျာဒါပေမဲ့မော်တော်ဆိုင်ကယ်စီးတာကိုဝဲလို့လာကြည့်တဲ့ရွာကိုတော့အခုမှပဲမြင်ဘူးတာပြောကျုပ်တို့လည်းမော်တော်ဆိုင်ကယ်စီးတာကိုခဏပဲကြည့်ပြီးတော့၃ယောက်သာအိမ်ကိုပြန်လာခဲလိုက်ကြတာပေါ့ဗျာကိုဝင်းထူးတို့အိမ်မှာအခုညပေါက်ပေါက်လှော်ကြမှာပြောအလှမန်းတက်တော့မထိုးရသေးဘူးအလှကတပတ်တောင်လိုသေးတာဟုတ်ထုံးစံအတိုင်းကာလာသားတွေကပေါက်ပေါက်လှော်ဖို့မိုးပြဲဒဲပိုင်းကြီးတွေမလာပြီးတော့မီးဖို့အရင်တူးကြတယ်ပေါ့ပြီးတာနဲ့မီးမွှေးတယ်ဒဲပိုင်းကိုတင်းတဲနဲ့ထည့်စပားတွေထည့်ပြီးလှော်ကြတာပေါ့ဒဲပိုင်းကိုဖုံးတာကတော့ထလန်းနေပေါ့လေမကြပါဘူးပေါက်ပေါက်ကလည်းပေါက်ချက်ဗျာတဖောက်ဖောက်နဲ့အဲ့ဒါကြောင့်ပြောတာထင်တယ်တချို့စကားများတဲ့သူတွေကိုပေါက်ပေါက်ဖောက်နေတဲ့အတိုင်းပဲဆိုတာလေတကယ်မရွက်မနာပဲပြောအဲ့ဒီနောက်ပေါက်ပေါက်တွေကိုစကောနဲ့ပြတဲ့သူကပြပြီးအလုံးရှုံနေကြတယ်ဗျာရွာသားတွေကလူရင်းတွေကြီးပဲဆိုတော့တယောက်နဲ့တယောက်စားလိုက်နောက်လိုက်ပြောင်လိုက်လှောင်လိုက်နေပေါ့ဗျာကျုံရဲ့ကိုဝင်းထူးရဲ့ကိုဝင်းထူးညီမရဲ့ကလုံအားပေးတဲ့သူတွေအတွက်မြေပဲလှော်မြေပဲပြုတ်နဲ့ရင်နွေးကိုအနိုင်ပြင်ပေးရတယ်ဗျအလှရှင်ကြီးဦးတောင်ဦးကတော့ရွာလူကြီးရဲ့တခြားရမီရက်ဖတွေနဲ့ရဲ့တန်းလျားမှာထိုင်ပြီးစကားပြောနေကြတာပေါ့ဗျာအဲ့ဒါကိုနောက်တက်ပြောင်းတက်တဲ့ကာလာသားတတိုက်ကပေါက်ပေါက်လှော်နေရင်ကလှမ်းပြီးတော့စောင့်နေသေးတာအခုအချိန်ပဲဦးတောင်ဦးတို့ရွာလူကြီးတွေကိုစားနှောက်ရဲတာလေဗျာတခြားအချိန်သွားစားလို့မရဘူးအခုချိန်မှာဒေါသကြီးတဲ့ဦးတောင်ဦးကလည်းတပြုံပြုံရွာလူကြီးတွေကလည်းတဟဲဟဲနဲ့သဘောကျနေတာပေါ့ဗျာဟိုးကာလာသားတွေကလည်းဘယ်ကလေးကပြောဖို့ချောင်းနေကြလဲမသိပါဘူးအပီအပြင်ကိုတောက်တာသူတို့ပြောပြီးရင်တခြားသူတွေကလည်းတဝါဝါနဲ့ပွဲကြနေတာပေါ့ဗျာဒိုးရွာကရွာလူကြီးလဲလိုက်ပုံများဟိုတခါကမြို့ကိုအစည်းအဝေးပွဲသွားတတ်တာထမင်းဆိုင်မှာထမင်းစားတာဆိုပဲထမင်းဆိုင်မှာထမင်းစားတာများဘာထူးဆန်းလို့လဲဟာထူးဆန်းတာပေါ့ကွာကိုတာလှကြီးငါ့ကိုပြန်ပြောပြတာလေသူနဲ့ရွာလူကြီးနဲ့ထမင်းဆိုင်မှာထိုင်လိုက်တော့စပွဲထိုးလေးရဦးကြီးဘာနဲ့စားမလဲလို့လာမေးတယ်ဗျအဲ့ဒါကိုဒိုးရွာလူကြီးကဘာပြောတယ်မှတ်လဲဘာပြောတာလဲဘာပြောရမှာလဲကွာဒိုးရွာမှာကထမင်းစားရင်ဇလုံးတွေနဲ့ပဲစားတာမလားဒါနဲ့အိမ်မှာထမင်းစားတဲ့ဇလုံးကိုတတိယသွားတယ်ထင်မမျိုးရောက်တုံးရောက်ခိုက်တိုက်ပခံနဲ့စားမယ်လေကွာအဲ့ဒီကာလာသားစကားကြောင့်ကျုံလေရွာလူကြီးကိုလှမ်းကြည့်လိုက်တယ်အဲရွာလူကြီးကပြုံးဖြီးဖြီးကြီးလှုပ်ပြီးတော့ရှက်နေတာဗျို့ပြီးတော့ကာလာသားတွေကိုလှမ်းអော်ပြီးတော့ပြောလာတယ်ဗျဟာမေးတဲ့ကောင်ကမဟုတ်တာပါကွာဘာဟင်းနဲ့စားမလဲလို့မေးရမှာလေဒီကောင်ကဘာနဲ့စားမလဲဆိုတော့ငါလဲတိုက်ပကံနဲ့စားမယ်လို့ပြောလိုက်တာပေါ့မင်းတို့ကောင်တာလှကငါအကြောင်းပဲပြောတာမှလားသူ့အကြောင်းတော့မပြောဘူးမလားရွာလူကြီးရဲ့စကားကြောင့်ပေါက်ပေါက်လှော်တဲ့မီးဖို့ကိုမီးထည့်နေတဲ့ကိုတာလှကရွာလူကြီးကိုလှမ်းអော်ပြောတယ်ဗျို့ရွာလူကြီးခမည်းသစ္စာမဖောက်နဲ့တော့ဒီမှာကာလာသမီးတွေလည်းရှိတယ်ဟဲ့အောင်တာလှမင်းကငါအကြောင်းတော့ပြောတယ်ကာလာသမီးတွေရှိတော့လေဘာဖြစ်လဲမင်းကိုဘယ်အပြိုးမှမကြိုက်ဘူးရွာလူကြီးကအဲ့ဒီလိုပြောတော့ဝင်မီသားပေါက်ပေါက်တွေကိုပြားနေတဲ့အမျိုးသမီးကြီးတူကအော်ပြောလာတယ်ကြိုက်ပါတယ်တော့ကျုပ်တာလှကိုကြိုက်တယ်ကျုံလည်းအပြိုပဲလေအဲ့ဒီစကားကိုကြတော့ကျုံလည်းအတန်ထွက်ပြီးရီးမိသွားတယ်ဗျို့ကျုပ်တို့ကသာရီးနေတာကိုတာလှဆိုတဲ့လူကတော့မျက်နှာမအီမသာနဲ့ပါဗျာ
ခမည်းတော်သိတဲ့အတိုင်းပဲအချွန်နဲ့မတဲ့ကာလာသားတွေကသူတို့နှစ်ယောက်လိုက်ဖက်ကြောင်းနေနေလောက်ရွှေနှဲမြတွေချက်ချင်းလုံးကုန်တာပြောသူတို့အဲ့ဒီလိုပြောလေလေကိုသားလှကြီးရဲ့မျက်နှာကမအီမသာဖြစ်လေပေါ့ဗျာကာလာသားတယောက်ကရွာလူကြီးကိုသားလှအကြောင်းပြောမဲ့စကားကိုပြန်ဆက်ခိုင်းနေဗျရွာလူကြီးလုံးပါအောင်ဗျကျုပ်တို့လူပြိုကြီးကိုသားလှအကြောင်းလေးအော်အေးပြောပြရမှာပေါ့ကွာဒီကောင်နဲ့ငါမြို့ကိုသွားတာလေမင်းတို့သိတဲ့အတိုင်းမြို့ရောက်ဖို့ဆိုရင်လိုင်းကားစီးသွားရတယ်လေကွာလိုင်းကားတွေကလေတနေ့ကုန်မှတစ်စီးလောက်ပဲလာတာမှတ်လားအဲ့ဒါကိုမှီအောင်စီးရတာဟေ့ကားရပြန်တော့လေလူကပြင်းနေတတ်တယ်လေအဲ့ဒီတော့သူနဲ့ငါကကားနောက်တည်းမှမတ်တက်စီးခဲ့ရတယ်ရွာလူကြီးဘာတွေရှောက်ပြောမလို့လဲနေစမ်းမှာတာလှရပြောလဲစားနဲ့ပြောလိုက်ပါမယ်ကိုတာလှကြီးကရွာလူကြီးကိုလှမ်းကြတယ်စကားပြောတာအရှိန်လေးရလာတဲ့ရွာလူကြီးကကိုတာလှစကားကိုနားမဝင်ဘူးပြောလဲစားစကားကိုဆက်ပြောနေတော့တာပဲမင်းတို့ကမရောက်ဘူးတော့မသိတော့ဘူးမျိုးကိုသွားတဲ့လိုင်းကားတွေကအရန်အမောင်ကျန်းကြတာဟာငါကတော့ကားနှောက်မီကတန်းလေးကိုကင်ထားတယ်အချိန်နဲ့မကောင်းမှန်းသိလို့ပစိုးစလေးကိုဒူးနဲ့ညှက်ထားတာပေါ့ကွာဒီကောင်တာလှလေငါလို့မဟုတ်ဘူးမောင်တို့ရေဒီအတိုင်းကားကြီးရက်နေတာကားကလေတကယ်မောင်ရောဒီကောင်ပစိုးကခေါင်းတက်ချုံပါရောကွာမင်းတို့သိတဲ့အတိုင်းပဲဒိုးရွာသားတွေကဟိုဟာတိုင်းဝင်းလေးဝစ်ထားမရှိဘူးလေကွာဒင်းမီးပုံးပြန်ကြည့်ဖြစ်တော့နောက်ကဟောင်းလောက်မို့ကွာကံများစိုးကျင်တော့ဖျားဖူးတာလားဘဲသွားတာလားမသိဘူးကောင်မလေးအများစုပါလာတဲ့ကားကဒိုကားနောက်မှာကွာငါနောက်လှဲကြည့်လိုက်တော့ကောင်မလေးတွေကလက်ဝါးတွေနဲ့မျက်နှာကိုအုပ်ထားတယ်ဘာများဖြစ်တာလဲပေါ့နောက်မှပွင့်ပွင့်လင်းလင်းရှိတဲ့ကောင်မလေးတယောက်ကအော်ပြောသွားတာဟေ့ဟိုလူကြီးခမည်းပစိုးကမီးပုံးပြန်ဖြစ်နေပြီတဲ့လေပြီးတော့ကျမတို့ဒုတ်ပြခဲပြမချင်းချောင်းနဲ့မကြောက်ဘူးလို့လှမ်းអော်တော့ဒိုကားပေါ်ကလူတွေသူ့ကိုဝိုင်းကြည့်ပြီးရီးတာများတဝါဝါနဲ့ကွာငါဒီကောင်ကိုတနာပြီးတော့ရီးကျင်းတာကိုထိန်းထားရတာဒီအကြောင်းကိုငါဘသူမှမပြောဘူးမင်းတို့ကိုပဲပြောပြတာရွာလူကြီးစကားဆုံးတော့ရီးလိုက်ကြတာများဗျာကိုသားလှကြီးကတော့ပြုံပြုံကြီးနဲ့ရှက်နေတာပေါ့သူလည်းစိတ်မဆိုးရဲဘူးလေဘာလို့လဲဆိုတော့ရွာလူကြီးအကြောင်းသူကအရင်စပြောထားတာလေဗျာအဲ့ဒီလိုနဲ့အလူအတွက်ပေါက်ပေါက်လှတာကတဝါဝါတဟားဟာနဲ့ပြီးဆုံးသွားတယ်ဆိုပါတော့ဗျာအလူအတွက်ပေါက်ပေါက်လှပြီးပြီဆိုတော့အလူမန်းတက်ထိုးကြတယ်ပေါ့ဗျာကျုံနဲ့ကိုဝင်းထူးကတော့အလူမန်းတက်တိုင်ခုတ်တာကိုလိုက်သွားတယ်ဘိုးကလိုက်ချင်ပေမဲ့အသက်ကြီးပြီဆိုတော့ဦးတာဦးတို့ကမလိုက်ခိုင်းဘူးအလူမန်းတက်တိုင်ခုတ်တဲ့နေရာရွာနဲ့နေတဝက်လောက်သွားရတယ်အင်တော်မှာဗျအင်ပင်တွေကိုတိုင်အဖြစ်သုံးတယ်ပြီးတော့ဝက်လုံးတွေတစ်ကယ်ရီနဲ့မန်းတက်ဆောက်ကြတယ်ပေါ့ဗျာမျိုးမလိုမိုးကားတွေဘာတွေလည်းမရှိပါဘူးအဲ့တော့တိုင်ခုတ်သူခုတ်ဝါခုတ်သူခုတ်ပေါ့ဗျာပုံမှန်ဆိုရင်မန်းတက်တိုင်ခုတ်ထားပြီးသားအဟောင်းတွေရှိတယ်ဗျဒါပေမဲ့အဲ့ဒီတိုင်တွေကတိတ်မကောင်းတော့လို့အစ်စ်ခုတ်တာတဲ့ကျုပ်တို့တွေတိုင်တွေဝါးတွေခုတ်ပြီးတော့လဲနဲ့တဲလာပြီးကိုဝင်းထူးတို့ခြံဝိုင်းထဲမှာချပေးလိုက်တယ်ကျုပ်တို့ချပြီးရနဲ့အပြိုလေးတွေကကျုပ်တို့ထမင်းကျွေးကြတယ်တကယ်ကာလာသားတွေဗျာထမင်းကျွေးတဲ့မိန်းကလေးတွေရှိနေတာတော့မော်တော်ဆိုင်ငယ်ပိုင်ရှင်မိမိကိုကျော်နေခေါ်ဗျာကြီးအနားမှာပဲကပ်ပြီးပဲထမင်းတောင်းနေတယ်ပြောမိမိကိုကျော်လေငါ့ကိုထမင်းတပကံဟဲ့အောင်ဘူးဟိုမှာမီးသိန်းတို့လေခူးပေးနေရလေနေခူးပေးတဲ့ထမင်းလေးကပေါ်ဆန်းမွေးလေးလိုပဲဣဘီမွေးနေလို့နေစီပဲလာခူးခိုင်းရတာဟဲ့မသားတွေနေတို့ငါလာငန်းတာကိစ္စမရှိဘူးဒီမှာနေတို့တစ်ဖွဲ့လုံးထမင်းခူးပေးနေရတာလက်ပြုတ်တော့မယ်စားတော့လေတယောက်တပကံမဟုတ်ဘူးတယောက်သေးရပဲအခါ20လောက်ထည့်ခိုင်းနေတာမိမိကိုကျော်တွေကျမ်းပြီပြောကျန်းလဲကျန်းကျင်စရာပဲလေတကောင်သားတွေကထမင်းထည့်ပေးတဲ့မိန်းကလေး2ယောက်ရှိတာ哦ဒီဘက်ကတယောက်ကိုထမင်းမခူးခိုင်းမင်းသူ့ကိုကြီးလှုပ်ခိုင်းနေရလေအဲ့ဒီတော့ဟိုကကျမ်းပြီပေါ့ကျုပ်ကတော့မအီမသားဖြစ်သွားတဲ့ကာလာသားတွေကိုကြည့်ပြီးတော့ရည်ကျင်နေတာပေါ့ဗျာမိမိကိုကျော်တွေကဒီလောက်နဲ့ရမသွားသေးဘူးဗျမကျင်မနှက်နဲ့ဆက်ပြီးတော့ပြောသေးတယ်မသားကောင်းတွေဟိုတုန်းကတော့ငါ့ကိုပြားကြီးနဲ့အခုမှနင်းတို့ကမိမိကိုကျော်လွင်တွေလာလုံနေရဲ့နင်းတို့အကြောင်းမသိဘူးများမှတ်နေလားနင်းတို့ကငါမော်တော်ဆိုင်ငယ်ကြီးကိုစီးကျင်နေရမှတ်လားသူအဲ့ဒီလိုပြောတော့တကောင်သားတွေငိမ့်နေတယ်ပြိုစကားများတာမဟုတ်ဘူးနော်အားလုံးကပြိုးစစ်တွေမိမိကိုကျော်လွင်ရဲ့နာမည်ကိုခေါ်ရတာလေရှာထောက်လိုက်ပါပြီဗျာဒါပေမဲ့တရွာလုံးမှာခဲအမီဆုံးနာမည်လေးဆိုတော့မခေါ်လို့ကလည်းမရဘူးလေ
မိမိကိုကျော်လွင်ကကျုပ်ကိုလှမ်းကြည့်လာတယ်ဗျသူကြည့်လာတာကခက်စိမ့်စိမ့်ကြီးဆိုတော့ကျုပ်ဖြင့်ပြန်ကြည့်ရမှာတော့နက်နက်လန့်နေပြီးတော့သူကကျုပ်ကိုလက်ရက်ပြီးခေါ်လာတယ်ဗျသူလက်ရက်ခေါ်တော့ကျုံနဲ့သွားလိုက်တာပေါ့ဗျာကာလာသားတွေကတော့ကျုပ်ကိုအားကြတဲ့အကြီးနဲ့ကြီးတဲ့သူကကြည့်မနာလိုတဲ့အကြီးနဲ့ကြီးတဲ့သူကကြည့်ပေါ့ဗျာကျုံလဲခက်တီတီနဲ့မိမိကိုကျော်လွင်အနားကိုရောက်တော့သူကကျုပ်ကိုစကားဆိုလာတယ်ဗျနင်းနာမည်ဘသူတော့စနေပါအေးစနေရမျိုးဝါဆိုတော့မော်တော်ဆိုင်ငယ်စီးတက်လာမေးမလို့စီးတက်တာပေါ့ဗျအဲ့ဒါဆိုရင်ခဏနေငါ့ကိုလေမော်တော်ဆိုင်ငယ်မောင်းလေးတင်မင်းစမ်းပါဟာနေအောင်ကျုံဦးကြီးတို့ခွင်တောင်းလိုက်အောင်မေရတယ်ငါလှမ်းပြောလိုက်မေသူကထမင်းခူးနေရင်ကနေအိမ်အောင်တန်းထဲမှာထိုင်နေတဲ့ဦးကြီးဦးတာဦးကိုလှမ်းော်ပြောတယ်ဗျဘာထွေးကျုံစနေကိုဆိုင်ငယ်စီးတင်ခိုင်းမလို့အော်အေးခေါ်သွားလေဗမာသွားတင်ခိုင်းပါလေတင်ငန်းကုန်းမှာဘာထွေးဟုတ်ဗျာကျုံဖြင့်ဘလို့ပြောရမှန်းတော့မသိတော့ဆိုင်ငယ်စီးတင်ပေးရမယ့်နေရတင်ငန်းကုန်းဆိုပဲတော်တော်လေးစမ်းပါပြီဗျာကြီးရဲ့လို့ကျုံတွေးလိုက်တယ်ဘာပဲဖြစ်ဖြစ်ကျုံကတော့မိမိကိုကျော်လွင်ကိုဆိုင်ကယ်မောင်းတင်ပေးရတော့မယ်ပေါ့ဗျာစနေမင်းတကယ်ရောမော်တော်ဆိုင်ငယ်စီးတက်လို့လားစီးတက်ပါတယ်ဗျစီးတက်ရင်လည်းပြီးတာပါပဲတို့ရဲ့ရွာလန်းတွေကစိုးတယ်ဟာနေပါဦးဦးကျော်လွင်ကသူ့သမီးကိုမော်တော်ဆိုင်ငယ်စီးတင်မပေးဘူးလားဟေ့အောင်မင်းမကြောက်ဘူးလားဟိုနေ့ကမင်းဦးကျော်လွင်ကြီးဆိုင်ကယ်မှောက်လို့ခါကြော်ညှက်သွားတယ်တဲ့လေကွာကျုံနဲ့ကိုဝင်းထူးစကားပြောနေတာဗျအမှန်တော့ကျုံလေဆိုင်ငယ်မစီးတတ်ပါဘူးကားတော့မောင်းတင်မလို့ကြံထားတဲ့ကောင်လေဆိုင်ကယ်လောက်ကတော့ဒီအတိုင်းစီးလဲအစင်ပြေလောက်တယ်လို့တွေးထားတာလေဗျာလူကြားထဲမှာမော်တော်ဆိုင်ငယ်စီးတက်သလားမေးတာမတက်ဘူးလို့ပြောရင်ကျုံသိခါကြမှာပေါ့အဲ့ဒါကြောင့်ကျုံလဲစီးတက်တယ်လို့ပြောလိုက်တာဒီနေ့မုံစီကျော်ကြော်မကိုတော့ကျုံမလိုက်ရတော့ဘူးပြောမုံစီကျော်ကလည်းတော်တဲ့အထီသွားကြော်ကြမှာတယ်ဗျာရွာမှာကျုံရင်အလှနေတောင်ရောက်မှာမဟုတ်ဘူးဟိုလူကစားဒီလူကစားနဲ့ကုံသွားမှာတယ်လေရွာကကလေးတွေကလည်းတီးတဲ့အတိုင်းပဲတခုခုဆိုရင်ရောက်လာကြတာမဟုတ်လားပေါက်ပေါက်တောင်စားမကောင်းလို့သာပဲဒါတောင်သူ့မောင်တို့လိုလူလေလေးတွေကမုံစီကြော်တာကိုမရမကလိုက်သွားပြီးတော့စားကြသေးတယ်ဆိုပဲဗျဒါတွေကိုကိုဝင်းထူးအပဦးတာဦးပြောပြလို့သိတာတိတ်မကြပါဘူးထမိန်တူတူဝစ်ထားတဲ့နာမည်6လုံးနဲ့အမကြီးရောက်လာတယ်မော်တော်ဆိုင်ငယ်ကဘိန်းကြီးမဟုတ်တော့သူကတွန်းလာတာဗျအိမ်ဝိုင်းထဲထိဝင်လာတော့သူ့နောက်မှာကာလာသား4-5ယောက်ကတကောက်ကောက်လိုက်လာတာတွေ့တယ်တကောင်သားတွေကကျုပ်ကိုတိတ်မကြည့်ဘူးပြောကိုဝင်းထူးအပဦးတာဦးကိုကြောက်လို့သာဒင်းတို့ကျုပ်ကိုမထိရဲမတွန်းရဲတာထင်မှာသူကကျုပ်တို့2ယောက်ကိုလည်းမြင်ရောပြုံးပြလာတယ်ပြောပြီးတော့ကိုဝင်းထူးကိုစပြီးတော့စကားပြောလာတယ်ကိုကြီးဝင်းထူးရေမုံစီကျော်ကျုံမကျော်တက်လို့လိုက်မသွားတာဒီကောင်လဲကျုံလိုပဲအတုံးကြမှာမဟုတ်ဘူးစားပဲစားတတ်မဲ့ကောင်တော်တော်လေးပွင့်နေနဲ့မိမိကိုကျော်လွင်မလားလို့ကျုပ်တွေးလိုက်မိရင်သူကိုကြည့်ရတာပွင့်ပွင့်လင်းလင်းနဲ့ခင်တက်မင်းတက်တဲ့ပုံပဲဗျာကျုံအပေါ်လေမယိုးမသားစိတ်လုံးဝရှိတဲ့ပုံမပေါ်ဘူးကျုပ်ကလည်းမရှိပါဘူးရွာထဲကကောင်တွေကသာမြင်မသိမူးမြစ်ထင်ပြီးကျုပ်ကိုမကြေမနက်ဖြစ်နေတာအကုန်လုံးတော့မဟုတ်ပါဘူးစုံပြူခွေးတွေပေါ့ဗျာကျန်တဲ့သူတွေကတော့ကျုပ်ကိုအားကြတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးကျုပ်တို့အစင်ပြေတာကိုဝမ်းမြောက်ဝမ်းသာရှိပေးနေကြပါတယ်ကျုံလဲတွေးမိတွေးရတွေးရင်ကမိမိကိုကျော်နေကိုငေးသလိုဖြစ်သွားတယ်ပေါ့ဗျာအဲ့ဒီတော့သူကကျုပ်ကိုကြည့်ပြီးခက်တီတီနဲ့ပြောလာပါလိရောဗျာနေငါ့ကိုကြည့်ပြီးတော့ပြင်မနေရလားငါဆိုင်ငယ်စီးကျင်လို့နင်းကိုအကူအညီတောင်းတာနော်ငါ့ကိုအထင်သေးမနေနဲ့ကျုပ်သိပါတယ်ဗျခမရကလည်းကျုပ်ကိုအထင်သေးလိုက်တာနေကငါ့ကိုငေးနေတာလေထဲပြောလေငေးတာမဟုတ်ပါဘူးဗျာခမရကိုဘယ်ကဘလို့စတင်ရမလဲဆိုတာတွေးနေတာအော်သိပြီခမရကိုစွဲနီးရစတင်မိမယ်ဟဲ့ဘာတော့ဘာဆွဲတာတော့ကျုံလေးအရေးထဲမှာဘာဆွဲရမလဲဆိုတာမေ့သွားတယ်တော်သေးရဲ့ဗျာဘေးမှာကိုဝင်းထူးရှိနေလို့သာပေါ့ကိုဝင်းထူးကကြားထရနေဝင်ပြောပြပေးရှာတယ်ပြောဒီလိုပြားကြီးကစနေပြောချင်တာမော်တော်ဆိုင်ငယ်လီပါကိုဆိုင်ကယ်ရဲ့ဒီလက်ကင်ကိုဆွဲမှဆိုင်ငယ်ကပြေးတာဒါကိုလီပါလို့ခေါ်တယ်ဒီညာဘက်ကခြေနှင်းကဘရိတ်ဘဲဘက်ကဂီယာကိုဝင်းထူးရှင်းပြနေတာကိုမိမိကိုကျော်နေကတေချာဂယူတဆိုင်နားထောင်နေတယ်ပြီးတော့မှနားလေသွားတဲ့ဟန်နဲ့ကျုပ်ကိုတေချာကြည့်ပြီးလှည့်မေးလာတယ်ဗျနေတကယ်ရောဆိုင်ငယ်စီးတက်ရဲ့လားကိုကြီးဝင်းထူးကမှအကုန်သိသေးတယ်သိတာပေါ့
သူကခမည်းမော်တော်ဆိုင်ငယ်ထက်ကြီးတဲ့ကောင်မောင်းနေတာဗျသိလားအေးအဲ့ဒါဆိုလဲနင်းမောင်းတော့ငါ့ကိုရွာသိန်းချိုင်းကုန်းလမ်းရောက်မှသိမင်းအဲ့ဒါဆိုလဲပြီးတာပဲတော့ပြီးသူကကျုပ်ကိုမော်တော်ဆိုင်ငယ်တော့ပေးလာတယ်ဗျကျုပ်လဲတော့ကိုယူပြီးခက်တီတီနဲ့ဆိုင်ငယ်ပေါ်တက်ခွာလိုက်တာပေါ့ဗျာပြီးတော့ဆက်ကိုနှိုးလိုက်တယ်ကိုဝင်းထိုးကြီးရလေကျုပ်ကိုတေချာကြည့်နေတယ်ဗျသူလဲကျုပ်ကိုတိတ်ပြီးတော့ယုံကြည်ဖို့မပေါ့ပါဘူးဒါပေမဲ့တီးတဲ့အတိုင်းပဲလေစနေဆိုတဲ့ကျုပ်ကမင်းသိကောင်းတာပုံမှန်မော်တော်ဆိုင်ငယ်စီးနေကြလူတယောက်လိုခက်တီတီပဲနေတာပြီးတော့ကြောင်တောင်တောင်လေးနဲ့ကျုပ်ကိုကြည့်နေတဲ့မိမိကိုကျော်လွင်ကိုတက်ခိုင်းလိုက်တယ်ကဲမက်ကျော်လွင်တက်ဗျာဟဲ့ဘာမက်ကျော်လွင်လဲနာမည်အပြည့်စုံမခေါ်ချင်ရင်လေမိမိလို့ခေါ်ဗျာကြီးပဲကောင်းပါလေဗျာမသားလေးကတော့ငါထက်ကြီးသူတွေကိုသာငါအဲ့ဒီနာမည်ခေါ်ခိုင်းတာရွယ်သူတွေငါထက်ငယ်တဲ့သူတွေခေါ်လို့ကတော့ပါရှစ်စိတ်ကွဲသွားမယ်ဘာမှတ်လေအေးပါဗျာတက်တော့သွားကြရအောင်သူဆိုင်ကယ်နောက်ကိုတက်လိုက်တာနဲ့ကျုပ်လေဂီယာထိုးပြီးလီဘာကိုဆွဲလိုက်တယ်တော်သေးရပါဗျာဟိုတခါတုန်းကလို့မော်တော်ဆိုင်ငယ်ကြီးဆိုရင်ဖြင့်ကျုပ်မစီးတတ်ပါဘူးအခုတော့အေးအေးဆေးဆေးထွက်လာနိုင်ခဲ့တယ်အိမ်ဝိုင်းအပြင်လှဲလန်းပေါ်ကိုရောက်တော့ကျုပ်ကိုအန်တကျိတ်ကျိတ်နဲ့ကြည့်နေတဲ့ငနေသားတွေကရှိသေးတယ်ဗျာကျုံလဲဦးတောင်ဦးအားကိုနဲ့အဲ့ဒီငနေသားတွေကိုဖုံးလေးတောင်တီးပြလိုက်သေးရဲ့ပြီးတော့လီပါလေးကိုခက်ဆက်ဆက်လေးဆွဲပေးလိုက်တာနောက်ကမိမိကိုကျုံလေးတယောက်ကျုပ်ခါကိုဖက်လန်းရတော့တာပေါ့ဟိုတကောင်သားတွေဘလောက်တောင်ဒေါပွားနေမလဲဆိုတော့ကျုပ်တွင်းမိပြီးသဘောကျနေမိရဲ့ဗျာကျုပ်ကသူတို့စီးကျင်တဲ့ဟာကြီးကိုအရင်စီးခွင့်ရတဲ့လူတွေအဲ့တော့နည်းနည်းလေးတော့မာနလေးကြီးမိသွားတာပေါ့ဗျာကျုပ်မော်တော်ဆိုင်ကယ်ကိုအတော်ဂယုဆိုင်မောင်းနေရတယ်ဗျလဲလန်းဆိုတော့အတော်လေးဖုံးထုတယ်လေဗျာအဲ့ဒီလူနဲ့မောင်းလာတာတောင်ဆန်းတင်းញိုင်းကုန်းလမ်းထဲကိုရောက်တော့ဆိုင်ကယ်ကိုရပ်လိုက်တယ်ဒီရွာကလည်းအစမ်းသားဗျာတင်းញိုင်းကုန်းရှိတဲ့နေရာကြမှာလမ်းကောင်းနေရတယ်လို့ကျုပ်မော်တော်ဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီးမိမိကိုကျော်လွင်ကိုမော်တော်ဆိုင်ကယ်မောင်းခိုင်းလိုက်တာပေါ့ကဲခမရအရှိရမောင်းတော့ကျုပ်နောက်ကနေထိမ့်မိမယ်အေးဂီယာထိုးတာလီဗာနင်းတာတွေသိရင်နော်သိပါတယ်ဟဲ့သူကကြောက်စိတ်တော့သိမရှိဘူးဗျအဲ့ဒီတော့အတက်မြန်နေဆိုပါတော့ဆိုင်ကယ်ကိုဆက်နိုးပြီးရနဲ့စီးသွားလိုက်တာဂီယာအချင်းအပြောင်းတော့မရသေးဘူးပေါ့ဗျာဒါပေမဲ့ဆိုင်ကယ်ကတော့လမ်းကြောင်းတန်းတန်းမတ်မတ်သွားတယ်ဗျအချုံအားဖြင့်ဆိုရရင်တော့ဆိုင်ကယ်မောင်းတက်သွားတယ်ပေါ့ဗျာစပိန်စီးတက်တဲ့သူဆိုရင်တော့တိတ်အခက်ကြီးမဟုတ်ပါဘူးဒါပေမဲ့မော်တော်ဆိုင်ကယ်ကတော့တက်တာမှမဟုတ်ဘူးထိုးကျင်တဲ့ဂီယာကိုထိုးပြီးတော့စီးတာလေမိမိကိုကျော်နေတယောက်တင်းញိုင်းကုန်းလမ်းလေးမှာ၄-၅ပတ်လောက်စီးပြီးကျုပ်အနာမှာဆိုင်ကယ်လာရက်တယ်ပြီးတော့ကျုပ်ကိုစကားဆိုလာတယ်ဗျစနေနေဒီနေ့ညနေအထိအားတယ်မဟုတ်လားကျုပ်ကအလုံးမမရှိတာအားတာပေါ့အဲ့ဒါဆိုရင်ငါတို့တလေးကုန်းရွာအထိစီးကြရအောင်အဲ့ဘက်ကလမ်းကောင်းနေဟာကျုပ်အဲ့ဒီဘက်ကလမ်းတွေကိုမသိဘူးနော်ငါမောင်းမှာပါဟာနေရနောက်ကလိုက်ဟာဗျာမသိတော့ပါဘူးဟဲ့အကောင်ဘာမသိတော့တာလဲငါတို့ဘာသာလူမြင်ကွင်းမှာမော်တော်ဆိုင်ငယ်စီးတာဘာလဲနေရငါ့ကိုစိတ်နဲ့ပြစ်မှားနေရလားဟာမဟုတ်တာဗျာခမားပေါ်မှာကျုပ်ကမောင်နှမစိတ်ပဲရှိတာပါသိတာပေါ့စနေရဲ့ငါလဲငါအမမဟုတ်တာလူကြီးလိုက်တာနဲ့အခွင့်အရေးယူမဲ့လူလားမယူမဲ့သူလားငါသိရဲ့နင်းကိုယုံလို့လဲငါခေါ်တာအေးပါဗျာတလေးကုန်းကတော်တော်ဝေးလားလှမ်းနဲ့ဆိုရင်တော့တော်တော်ကြတယ်တို့ကမော်တော်ဆိုင်ငယ်နဲ့ဆိုတော့သိမကြပါဘူးလမ်းမှာမှောက်လို့ပြန်ထူတာကြောက်ထဲထိုးကြတဲ့အချိန်တွေထက်တွေ့ရင်တော့ညနေလောက်တော့ပြန်ရောက်မှာပေါ့မိမိကိုကျော်လွင်ခပ်ပြုံးပြုံးအမူအရာနဲ့ပြောလာတဲ့စကားကိုကျုံနားထောင်ရင်မျက်လုံးပြူးမိတယ်သူ့နောက်ကလိုက်ရမှာတော့လန့်မိတယ်ဗျာမိန်းကလေးတောင်တက်တိရှိတာကျုပ်ကဘာလို့ကြောက်နေရမှာလဲလို့အားတင်းပြီးတော့မိမိကိုကျော်လွင်မောင်းမဲ့ဆိုင်ကယ်နောက်ကနေတက်ခွာလိုက်တာပေါ့ဗျာလက်ကတော့ခါကိုဖက်ချင်တာလေအဲ့ဒီလူကမသိမှုမလားအဲ့ဒါကြောင့်ဖင်ထိုင်ကုံကတန်ကိုင်းကိုနောက်ပြန်ကင်ထားလိုက်တယ်ကျုပ်တက်ပြီးရနဲ့အမတော်ကဝူကနေတန်းပြီးတော့တုံးချလိုက်ပါလေရောဗျာပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမောင်စနေရေးသားထားတဲ့စနေနဲ့ပေါ်ရီတာရာဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ခေါက်မှာပရိသတ်တွေအားလုံးအတွက်ဒီဇာတ်လမ်းလေးရဲ့ဇာတ်သိမ်းပိုင်းကိုတင်ဆက်ပေးတော့မှာမို့လို့စောင့်မျှော်အားပေးနားဆင်ဖို့အတွက်ဖိတ်ခေါ်ရင်နှုတ်ဆက်လိုက်ပါတယ်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရစေရှင်